ကိုအတွက်နဲ့ကိုမိသားစုအတွက်ဆိုရင်မိသားစုအတွက်ကိုဦးစားပေးရမိသားစုနဲ့ရက်ရွာအတွက်ဆိုရင်ရက်ရွာအတွက်ဦးစားပေးရရက်ရွာနဲ့နိုင်ငံအတွက်ဆိုနိုင်ငံအတွက်ဦးစားပေးရမယ်အဲ့ဒါပြည်သူ့နီတိစိတ်တယ်နိုင်ငံသားစိတ်တယ်အဲ့လိုမဟုတ်ဘူးဆိုငါတို့ကအတ္တကိုကြိုးပဲကြည့်မိသားစုထဲမှာတော့ကြည့်လေဟင်းဆိုရင်ကိုရင်စားသွားခြင်းနဲ့အိမ်မှာလေဒီလိုဘူဖေးနဲ့ဘာနဲ့မဟုတ်ဘူးလေကွာကိုဥကိုစားသွားမင်းတို့ကောင်းတာရွေးစားမှာပေါ့မိဘတွေအတွက်ဆိုကောင်းတာခြံခဲ့တာအကိုတွေအမတွေအတွက်ကောင်းတာခြံခဲ့တာမျိုးဘယ်လောက်လုပ်ဖြစ်လို့လဲစဉ်းစားကြည့်နော်အဲ့ဒါတို့ဘုန်းတော်ကအတ္တတွေကြည့်မနေဘူးလားအေးအဲ့ဒါပြည်သူတွေစိတ်ထားတွေညံ့နေတာဒါကိုပြောတာညံ့မညံ့တော့မင်းတို့ကိုယ့်အကိုပြန်ပြီးဆံဝဲစစ်ကြည့်ဒါကြောင့်ဇာရိတလို့ခေါ်တဲ့စိတ်နေစိတ်ထားကောင်းဖို့နိုင်ငံအတွက်ဆိုအသက်သေးရဒီလိုလည်းဖြစ်နိုင်နော်ဘယ်လိုအခြေအနေဆိုတာကတော့ခေါင်းရှိမှစဉ်းစားဖို့လို့ခေါင်းနဲ့စဉ်းစားဖို့လို့လေဉာဏ်ရှိဖို့လို့လေဘယ်လိုနေရာမျိုးတွေမှာကိုသိရရသိတယ်မလို့ပဲနဲ့ဉာဏ်နဲ့လှုပ်လို့ရတဲ့ဟာတွေဘာရှိမလဲဒါကိုစဉ်းစားတနေ့ကဘုံဘုံကပြောခဲ့တယ်အိုးဘကတင်တဲ့တစ်ခုမှာပညာတတ်ရင်လက်နဲ့ကင်တရားမလို့ဘူးမောဒရာဇက်အလုံးကြဘူးလေနော်အဲ့ဒီဇက်ရဲ့မူရင်းဇက်နာမည်ကမဟာဥမင်္ဂဇက်မဟာဥမင်္ဂဇက်မင်းတို့အားလုံးသိတဲ့အတိုင်း၈တန်းလောက်ကနေတင်ရတယ်နော်မဟာဥမင်္ဂဇက်မှာဘာအကြောင်းလို့ဆိုတော့နောက်ဆုံးအခန်းမှာဘာလုပ်တာတခြားတိုင်းပြည်ကလာပြီးတော့စစ်တိုက်တဲ့ကဥမင်လိုင်ကောင်တူးတယ်ဆိုတော့အခုမှတူးတာမဟုတ်မောဒရာတူးခဲ့တာဥမင်လိုင်ကောင်တူးတဲ့စနစ်တွေနော်ကမ္ဘာကလေးအခုကဂါဇာတို့ခုအီရန်တို့ဥမင်လိုင်ကောင်တူးတာနောက်အများကြီးကြာနေတယ်ဂျပန်တို့ဥမင်လိုင်ကောင်တူးတယ်ဗီယက်နမ်တို့ဥမင်လိုင်ကောင်တူးတယ်ဆိုတော့အများကြီးနောက်ကြာနေတယ်မောဒရာဥမင်လိုင်ကောင်တူးခဲ့ဥမင်လိုင်ကောင်တူးပြီးတော့ရန်သူရဲ့ခေါင်းဆောင်ရှိတဲ့နေရာကိုရောက်အောင်သွားပြီးအဲ့ခေါင်းဆောင်ကိုဖမ်းပြီးတော့စစ်ပြေရေးညှိနှိုင်းလိုက်တဲ့ကတယောက်မှစစ်သားဟိုဘက်ဒီဘက်တည်တရားမလို့ပဲနဲ့စစ်ပွဲနိုင်ရသွားတယ်မဟာဥမင်္ဂဇက်အဲ့တော့ကိုကဘယ်လောက်ထိညံကောင်းအောင်လဲဘယ်လောက်ထိမျှော်မြင်ရှိရမလဲဘယ်လောက်ထိပညာတတ်ဖို့လိုလာလဲဆိုတော့ခေတ်ကာလအားလျော်ဆိုတာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့တို့တော့ပညာတတ်ရင်လက်နဲ့ကင်တရားမလို့ဒါသိကြတယ်အခုနေ့လက်နဲ့ကင်နေကြတဲ့သူတွေအားလုံးဟာပညာနည်းကြလို့တော့မဟုတ်ပညာမဲ့ကြတယ်ပဲဒါကြောင့်သောက်တဲ့သူပညာတတ်အောင်လို့ရံဖြစ်เสียမလို့ရံဖြစ်เสียမလို့ပဲနဲ့ငြိမ်းချမ်းရေးရတာမကောင်းဘူးလားရံဖြစ်ပြီးမှငြိမ်းချမ်းရေးရတာဆိုသေသွားတဲ့သူအများကြီးလေပိတ်ဆက်လိုက်ရတဲ့သူအများကြီးလေတချို့ကြတော့လေသေတာတန်တယ်တချို့ကြလည်းသေတာမတန်ဘူးတိုင်းယူတယ်ဘုံဘုံတော့ဘယ်သူမှမသေးစေချင်ဒီနိုင်ငံထဲဟုတ်ပြီနော်အေးဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြောဘယ်သူမှထိခိုက်စရာမလိုဘူးနဲ့တိုင်းပြည်ကိုအောင်မြင်အောင်ဖြစ်ထွန်းအောင်တို့တိုင်းလုပ်နိုင်အကောင်းဆုံးပဲအဲ့ဒါလို့ပြောရင်ဘုံဘုံကိုပြောကြအောင်ပဲရှင်ပြနိုင်ငံရေးထလုပ်ပါလားရှင်ပြသမ္မတလုပ်ပါလားဘုံဘုံသမ္မတလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးနိုင်ငံရေးလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးဒါပေမဲ့ဘုံကနိုင်ငံအရေးကိုလုပ်နေတာဘုန်းကြီးတွေအတွက်လည်းလုပ်တယ်သာနာအတွက်လည်းလုပ်တယ်နိုင်ငံအတွက်လည်းလုပ်တယ်လူမျိုးအတွက်လုပ်တယ်ပညာရေးအတွက်လည်းလုပ်တယ်နိုင်ငံအရေးဆိုတာ politics လို့ခေါ်တဲ့နိုင်ငံရေးတဲ့အထက်မှာရှိနိုင်ငံရေးဆိုတာအများစုဟာပါတီကိုပို့ပြုတယ်နိုင်ငံရေးဆိုတာတနိုင်ငံလုံးကိုကိုစားပြုတာတာရေးနာရေးအကုန်ပါတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်ဒါကြောင့်ဘုံကဒီဟာလေးကိုပြောလိုက်တယ်ပြည်သူ့နီတိတင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲတစ်ခုကဘာတော့ဇာတိတလို့ခေါ်တော့စိတ်နေစိတ်ဓာတ်ကောင်းဖို့နောက်နံပါတ်2ကအဲ့နှစ်ခုကောင်းပေါင်းပြီးတော့တစ်ခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizenship education ဆိုတာပြည်သူ့နီတိကိုပြောဒါလည်းအဲ့နှစ်ချက်ကိုပေါင်းလိုက်တော့တစ်ခုပဲပြည်သူ့နီတိတင်တာဘာအတွက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့လို့ပြောတယ်နိုင်ငံသားကောင်းဆိုတန်းဝင်ပေါဝင်တယ်ပေါ့ကမ္ဘာမှာတန်းဝင်ပေါဝင်တယ်လေးစားလောက်အောင်ဂုံရည်သွေးပြည့်တဲ့နိုင်ငံသားမျိုးကိုပြောတာအဲ့ဒါဘုံဘုံတို့အများကြီးလေ့ကျင့်အများကြီးပြင်ဆင်အောင်ပဲမင်းတို့ကိုယ်နဲ့မဆိုင်ဘူးလို့နေတယ်ဆိုရင်တော့ဘုံဘုံတို့လည်းဘုန်းကြီးတွေနဲ့မဆိုင်ပါဘူးကနိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးတွေဆိုင်နေဆိုတော့မြတ်စွာဘုရားရှင်နိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးတွေဆိုင်နေလို့ဘယ်သုတ္တမှာမဟုတ်လောကီတွေလည်းဟောတယ်လောကုတ္တရာတွေလည်းဟောတယ်ဒီဝိနည်းသုတ္တတို့သင်္ကလဝရသုတ္တတို့ကလောကီကိုအများကြီးကိုစားပြုထားတယ်သမုဒိသစ္စာကိုလည်းဟောတယ်ပရမတ္ထသစ္စာကိုလည်းဟောတယ်လောကမှာနေတတ်ဖို့လည်းဟောတယ်သိတတ်ဖို့လည်းဟောတယ်လောကရဲ့လွန်မြောက်ကြောင်းကိုလည်းဟောတယ်လောကထဲမှာရှိရင်နေတတ်ဖို့လည်းလိုတယ်သိတတ်ဖို့လည်းလိုတယ်လောကလွန်မြောက်နိုင်တဲ့တရားအမျက်ဆုံးဒါကြောင့်အမျက်ဆုံးတရားနဲ့အကောင်းဆုံးတရားတွေလို့ဟောခဲ့တယ်အမျက်ဆုံးတရားတော့နိဗ္ဗာန်ပေါ့အကောင်းဆုံးတရားတော့လောကမှာဘယ်လိုနေမလဲဘယ်လိုသိမလဲဆိုတဲ့ဟာတွေကိုဘုရားရှင်နှစ်မျိုးလုံးဟောပါတယ်နော်အဲကြောင့်ဘုန်းကြီးတွေရဲ့တာဝန်ကလည်းနိဗ္ဗာန်အကြောင်းရဲ့တသက်ဟောမဟုတ်ဘူး။ကံသားတို့မျိုးကနိဗ္ဗာန်အကြောင်းအောင်မယ်။မင်းတို့ဘယ်လောက်စိတ်ဝင်စားမလဲ။စိတ်ဝင်စားနိုင်မှာမလား။နိဗ္ဗာန်ဆိုတာခဏထားအခုမင်းတို့ဘယ်လိုမျိုးလူလိုသူလိုဘယ်လိုနေရမလဲတော့မင်းတို့မသိသေးဘူး
ဒါဘုံပြောတာသဘောကျလားမကြောက်လားလူလိုအသိလူလိုနေနည်းကိုစတင်ရတယ်အဲ့ဒီကြမှာလူအသိထက်တာမန်လူအသိထက်အစင်မြင့်တဲ့နိဗ္ဗာန်အကြောင်းအသိတွေကဒုတိယအဆင့်ပဲပေါ့ဟုတ်လားအေးအဲ့ဒါကိုဘုံဘုံတို့ပြောတာဒါကြောင့်ပြည်သူတွေတင်ရတဲ့ရည်ရွယ်ချက်နှစ်ချက်ကိုပြောဗါတယ်ပါတော့အဓိကမှာအပေါ်နှစ်ချက်ကိုချိုးလိုက်တော့တခုပဲနိုင်ငံသားကောင်းဖြစ်ဖို့အဲ့ဒါကိုမလို့ပြောတယ်ပါနိုင်ငံကြီးသားစိတ်ဟုတ်လားအေးအမေရိကန်ဆိုမင်းတခိုးဖြစ်နေပြီအမေရိကန်နိုင်ငံသားဆိုဆရာကြီးပဲတခိုးဖြစ်နေတော့မင်းလေအမေရိကန်နိုင်ငံသားပတ်သက်ကိုင်းတာဆရာကြီးပြမေးအမေရိကန်နိုင်ငံသားမြန်မာပြည်မှာလာခိုးတယ်အဲ့မြန်မာပြည်ရဲ့ရဲတွေကဖမ်းလိုက်တယ်ဖမ်းပြီးအဲ့ဒီလူကိုသိရင်လို့မရဘူးအကယ်ပြင်းပြတဲ့တဲ့သိရင်မဆိုအမေရိကန်ဆိုရအမေရိကန်တန်ရုံးကိုအရင်ဆက်သွယ်ရမင်းတို့နိုင်ငံသားတော့ဒီမှာခိုးစားနေတယ်ကွာနော်အဲ့ဒါဒီတိုင်းစီရင်ချက်ချအမေရိကန်မြန်မာပြည်ကိုအပြစ်တင်ပါအရေးယူပါမလေသူနိုင်ငံသားတခိုးချက်ဖို့အစားကာကွယ်ထားတာတို့နိုင်ငံသားကျတော့ဟိုနိုင်ငံခြားမှာဘယ်လိုနေရတယ်မင်းတို့သိလိမ့်မယ်ကိုယ်တိုင်သိလိမ့်မယ်အေးအဲ့ဒါနိုင်ငံကြီးသားဖြစ်ခြင်းမဖြစ်ခြင်းရဲ့အင်အားသွားကွာsuper power လေးကွာဒီဘာလုံးမှာအမေရိကန် super power လေးကွာ super power ပြီး great power လေးကွာတို့နိုင်ငံကမဖွံ့ဖြိုးတဲ့နိုင်ငံတွေထဲမှာအခုပါလဲဆိုတော့ကြာရှုံးနိုင်ငံထဲမှာတော့ရောက်နော်တန်းစင်းဆုံးမှာရောက်နေတဲ့ဘောလုံးစကားနဲ့ပြောရင်ဟုတ်လားအေးချန်ပီယံလိတို့ဘာလို့ဝင်ကုန်လဲဆိုအဝေးနော်ဘောလုံးတော့တန်းစင်းဆုံးမှာရောက်နေဒီနိုင်ငံကိုမင်းတို့ recover ပြန်လို့မင်းတို့တော်တော်ကံကောင်းတဲ့ကောင်တွေပဲဘိုးကျောင်းအောင်ဆန်းတို့တဲ့ကြိုးစားမှရဟောဘုံပြောတာမင်းတို့သဘောပေါက်လားအလုံးလောက်ခွင့်ရတာကံကောင်းတာအလုံးလောက်ခွင့်ရတဲ့ဟာကံကောင်းတာအလုံးလောက်ဖို့အခွင့်အရေးတွေမရတော့ဘူးဆိုမင်းတို့ကန်ဆိုးတာပဲမြန်မာတွေကအဲ့လိုကန်ဆိုးခဲ့တယ်တရားသာတာပေါ်တယ်မိဘတွေကမြန်မာပြည်ကမိဘတွေကသားသမီးတို့အလုံးလုံးစရာမလိုပဲနဲ့မွေးလာခဲ့တယ်အဲ့ဒီတိုင်းပဲနေခိုင်းတယ်အတော်ကန်ဆိုးတဲ့သားသမီးတွေပဲဒုက္ခရောက်တော့တာပဲအဲ့ဒီတိုင်းနဲ့10စုနှစ်ပေါင်း9စု6စုလိုက်ဖြစ်လိုက်တော့မြန်မာပြည်ခုရပုံနဲ့ရောက်သွားတယ်ဟုတ်လားသူများနိုင်ငံကခိုင်းတယ်ကလေးကိုလေ့ကျင့်ပေးတယ်ဂျပန်မှာမင်းတို့တွေ့ပါလိမ့်မယ်မူဂျိုတက်တယ်2ရက်3ရက်တော့လိုက်ခွင့်ရှိတယ်ပထမ3ရက်ကလေးကိုလက်ဆွဲခွင့်ရှိတယ်နောက်ရက်ဆိုလက်ဆွဲလို့ဝင်သွားဒုနိုင်ငံတော့ချီးပိုးပြီးဂုတ်ကွာသိပြီးသွားတာဟုတ်လားနော်10တန်းဖြေတော့လည်းမိဘတွေကချောင်းနေတော့မယ်လိုက်ဖို့ကြိုးနေရတော့မရှိဘူးကဲမိဘတွေကကြောင်းလိုက်ဖို့နေတယ်ကြောင်းပို့တဲ့အချိန်မကုန်ဘူးလားသားသမီးတွေရောမိဘပေါ်မိကိုစိတ်တွေမများဘူးလားမိခိုလိုက်တာကလေးတွေမွေးယောက်ျားတွေရကလေးတွေမွေးပြီးတော့လည်းအိမ်လားကတ်နေတယ်ဒါသူများနိုင်ငံမှာမရဘူးတို့နိုင်ငံအမိခိုသိပ်များတယ်အမိခိုသိပ်များလို့ဒါကြောင့်မဖွံ့ဖြိုးတာဟဲ့မတိုးတက်တာပြောတော့မြင်လောင်ရိပ်မိမခံဘူးလေခင်ဗျားတို့ကလွှမ်းမိုးတယ်တဲ့ဟုတ်လားမလွှမ်းမိုးစေရင်ကိုယ့်ကိုယုံထွက်နိုင်အောင်လွတ်လွတ်လပ်လပ်ရက်တိနေအောင်မင်းတို့စူးစမ်းဖို့မလိုဘူးလားအဲ့ဒါဘုံဘုံပြောတာနော်အဲ့ဒီစိတ်သက်တတိရှိဖို့လိုတယ်အဲ့ဒါကိုဇာရိတတတိလို့ခေါ်တယ် brave ယာရီ brave courage ရဲရဲနဲ့ဆို courage and profile ကိုယ့်ရဲ့ profile ကိုကြည့်ရဲ